basic အကောင့်ဖွင့်တဲ့ကကိုဖွင့်မဲ့နိုင်ငံရဲ့ VPN ကိုပြောင်းထားပေးရပါတယ်ဆိုတော့ကျွန်တော်က basic ကကနေဒါဖွင့်လို့ရတယ် UK ဖွင့်လို့ရတယ်ဆိုတော့ကျွန်တော်အခုဒီနေ့ကကနေဒါအကောင့်ဖွင့်ရမှာဆိုတော့ကနေဒါကိုသုံးတဲ့ VPN မှာကနေဒါကိုချိန်လိုက်ပါအရင်ဆုံးပြီးတော့ရင်တော့ Google မှာ PaySafe ဆိုပြီးတော့ပဲရိုက်ရှာလိုက်ပါ Okay ဆိုတော့ဒါမျိုးလေးပေါ်လာပါလိမ့်မယ်ဆိုတော့တယောက်နဲ့တယောက်တော့တူချင်းမှတူမှာပါဆိုတော့တူပါပဲPaySafe ဒီမှာဒီကောင်ပေါ်ဆုံးအကောင်ကို PaySafe တော့ခွင့်ဆိုအောင်နှိပ်လိုက်ပါပြီးတော့ဒီညမှာတချို့ကတော့ sign up ဆိုပြီးတော့ပေါ်လာပါတယ်တချို့ကကြတော့မပေါ်တဲ့လူတွေကကျွန်တော်ပြလို့လုပ်ပါပြီးတော့ဒီကောင်တွေကတော့ချိန်တာနှိပ်လို့ရပါတယ်ဆိုတော့ကိုကကနေဒါဆိုတော့ဒီမှာကနေဒါအလံလေးနေပါတော့ကနေဒါ region ဖြစ်နေပါတယ်ဆိုတော့ဒီနေရာမှာတော့တစ်ချက်ကြည့်ပါကနေဒါလား UK လားဆိုတော့ပြီးတော့ရင်တော့ကျွန်တော်တို့ login ကိုနှိပ်လိုက်ပါတကယ်လို့ဒီညမှာ sign up ပေါ်ရလို့ရ sign up ကိုတစ်ခါလေးနှိပ်လိုက်လို့ရပါတယ်မပေါ်တဲ့လူရ login ကိုနှိပ်ပြီးရင်အောက်ကိုဆွဲပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင် business နဲ့ personal ဆိုပြီးရှိရကျွန်တော်တို့ personal ကိုယူရပါမယ်ပြီးတော့ရင်ဒီမှာ PaySafe card ဆိုပြီးရှိပါတယ်ဒီကောင်ကိုပဲကျွန်တော်တို့ sign up နှိပ်လိုက်ပါမယ်ဒီဆိုဒီမှာရပါပြီပထမဆင့်ကနိုင်ငံရွေးရတာပါကနေဒါ region ဖြစ်မှာမလို့ကနေဒါရွေးလိုက်ပါโอเคပြီးတော့ရင် continue နှိပ်လိုက်ဆိုဒီနေရာမှာကကိုဖွင့်မဲ့ email နဲ့ password နဲ့ထည့်ပါ password ကသူတို့ပေးတဲ့ password ကိုထည့်လို့ရလဲရတယ်ကိုယ်တိုင်ကြိုက်တဲ့ password နဲ့ထည့်လို့ရပါတယ်ဆိုတော့ continue ပြီးရင်တော့သူတို့က email ကို verify လုပ်ဖို့အတွက် link ပို့ပေးမှာနော်ဆိုတော့အကောင့်ကိုပို့သွားပြီးတော့ verify လုပ်လိုက်ပါပဲခင်ရတော့ပြီဆိုတော့နောက်တစ်ဆင့်ဆက်တော့မယ်ဆိုဒီနေရာမှာကနာမည်နဲ့မွေးနေ့နဲ့ထည့်ရမှာဆိုတော့နာမည်ကြိုက်တာထည့်လို့ရပါတယ်ကျွန်တော်တော့ကုကျွန်းဖြိုးလိုပဲထည့်လိုက်ပါတယ်ဆိုတော့မွေးနေ့ကလည်း16နှစ်ပြည့်ရပါတယ်ကိုကြိုက်တာထည့်လို့ရပါတယ်ဘောင်က ID profile နေပါလို့ဆက်မလို့တော့ကိုကြိုက်တဲ့နာမည်ကိုကြိုက်တဲ့မွေးနေ့တွေထည့်လို့ရပါတယ်ပြီးတော့ရင် continue ပြီးဒီနေရာမှာက address ထည့်ရမှာပါ address ကကျွန်တော်တို့မရှိရတဲ့အတွက် fake address ထည့်ရမယ်အဲဆိုကျွန်တော်တို့ကနေဒါ fake address ဆိုပြီးတော့ရရှာလိုက်ပါမယ်ဆိုတော့အပေါ်ဆုံးကကောင်းလေးပါဒီမှာအပေါ်ဆုံးကအစိမ်းလေး fake address generator ဆိုတာလေးပါအကောင်ကိုနှိပ်လိုက်ပါအဲဒါရပါပြီဒါကနေဒါ address ပါဆိုတော့ကိုဘက်ကကျွန်တော်တောင်းထားတဲ့ဟာတွေထည့်အောင်မယ်ဒါက street ပဲနော် street ကိုဒီမှာထည့်ဒါက post code ပါပြီးတော့ဒါက CD ထည့်မှာပေါ့နော်ပြီးတော့ကျွန်တော်တို့house number လည်းထည့်ရပါတယ်ဆိုတော့အိမ်နံပါတ်ကကျွန်တော်တို့ fake address generator မှာပေးမထားတော့ကိုကြိုက်တာရေးလိုက်ပါကျွန်တော်ကတော့အဆင်ပြေရတဲ့ခုရေးရိုက်ပါတယ်ဆိုတော့ဒီနေရာမှာကကနေဒါဖုန်းနံပါတ်ထည့်ရမှာပါဖုန်းနံပါတ်ကတော့ကျွန်တော်တို့ကနေဒါ tab number ဆိုပြီးတော့ကျွန်တော်ရိုက်လို့ရိုက်ရှာလိုက်ရင်အများကြီးကြာလာပါလိမ့်မယ်ဟုတ်ကဲ့ဒီမှာကကျွန်တော်ကတော့ဒီအပေါ်ဆုံးက3ခုလုံးသုံးပါတယ်ဒီအနီလေးရောဒီအဆုံးကအပြာလေးရောပေါ့နော်ဆိုတော့ဒါကကျွန်တော်ကတော့3နှစ်ကြာဖုန်းနဲ့ပဲရှိလို့အကောင့်ကိုထည့်လိုက်တာပါပြီးတော့ရင်သူကကုတ်6လုံးပို့ပေးပါတယ်ဒီကုတ်6လုံးထည့်ပြီးတော့ရင်အကောင့်ရပါပြီဒါဆိုရင်ရသွားပါပြီဒီမှာ welcome to basic card ဆိုရင်ကိုယ့်အကောင့်ကရသွားဖြစ်ပါတယ်ဆိုတော့ဒါကကနေဒါ region ဖြစ်တဲ့အတွက်ကနေဒါနဲ့ပတ်သက်တဲ့ zero trial payment တွေမှာဆိုရင်ယူလို့ရပါတယ်ကိုယ့်ရဲ့ Google Play Store မှာချိန်ထားပြီးတော့ trial ဒီ Canada region trial တွေတော်တော်များများကိုယူလို့ရပါတယ်နောက်ပြီးဒီကောင်က UK region trial တွေကိုလည်းသွားပြီးတော့ယူလို့ရပါတယ်ဆိုတော့ UK အကောင့်ဆိုရင်တော့ဒီအောက်မှာတစ်ခါတည်းPlay Store မှာ app အတွက် button လေးပါပါတယ်ဆိုတော့ဒီမှာ Canada အကောင့်တွေမှာတော့အဲ့လိုမျိုးမပါဘူးဒါပေမဲ့လို့ကိုယ်တိုင်Play Store မှာသွားပြီးတော့
ဒီကောင်ကိုအပ်လို့ရပါတယ်ကျွန်တော်နောက်ရက်မှာတော့အဲ့ဒါတင်ပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်